don't know me ya kiri tamula bere che de kon yao shui de min nya long pui ta long me ro bi le che de kon le bu gao ma le na shui de min le yo come on သူကိုဝေကနေတွေ့မြင်နိုင်တဲ့ကြောင်းရှေ့ကလည်းဖက်ရေးဆိုင်6နာရီထိုးပြီးဆိုမေ့မနေနိုင်ဟန်နေချ်စပယ်ဝိုင်းကိုရောက်နေပြီသူမျက်နှာမြင်ဖို့တော့တမေတမောငါစောင့်နေပြီစောင့်တဲ့နဲ့ခင်မို့နင်းတွေချမှာမဟုတ်ယူွာသူကိုတွေ့လိုက်တာနဲ့ရေတစ်ခုလုံးတုံရီသွားဒီလိုပဲမနက်တိုင်းအလှကြည့်ရင်အချိန်တွေလည်းကုန်ပြီကွာရှင်ထဲမှာစကားလုံးတွေပြုတ်သိမ့်လို့မလုံးကြည့်သွားပြောမထွက်ချစ်ဆိုတာပညာရေးမှာအနောက်ရှက်မှုဒီလိုပဲအလှကြည့်မယ်စိတ်ရိုင်းတွေဖြောက်ဖြက်လို့ဖြစ်လိုက်ရင်မင်းအနာမှာတွက်နေတယ်တောက်တက်လို့ညီမလေးငါကြောင့်ထိခိုက်တော့မှကြောက်တက်လို့ချစ်တာကချစ်တာပေါ့ရှင်ထဲမှာတိမ်ချမယ်ကပ်လေးမှာညီမလေးရဲ့အချစ်တွေကစိန်ကားတယ်အဲ့ဒီချိန်မှာငါရဲ့စိတ်တွေကထိမရခဲ့အသေးရလို့နှလုံးသားတော့ချိန်သွားတယ်စပယ်ပြီးလို့အလှလေးနဲ့ဖြူစင်တဲ့ညီမလေးရဲ့ငါမင်းကိုချစ်တဲ့အကြောင်းပြောလို့ကမရသေးတဲ့ကြောင်းပြီးဖို့အချိန်ဆိုတာခဏလေးပဲအဲ့ဒီချိန်ဒီစောင့်နေပါမယ်ဝင်လာခဲ့ကိုဘဝလေးတဲ့ငွေခင်မှာကျွေးသွားမယ်စိုးရိမ်နဲ့ပန်းကလေးရဲ့နေချင်တာမင်းနာပဲဒါပေမဲ့အနှမ်းဝေးတဲ့ကိုယ့်ရဲ့ဘဝအခြေအနေကလည်းဒီချိန်မှာချမ်းသေးတယ်နှစ်စီအောင်တန်းနေတဲ့နှကန်းလေးရဲ့လွမ်းသေးတယ်ဖြစ်ကင်းတဲ့မျက်နှာလေးကိုချစ်ချင်းဘွယ်ရေးလိုက်မယ်မရကျေဝီတန်ဘူးလာငေးထိုက်တဲ့သူ့လာကိုငါတော့ဘသူနဲ့မှတူပါလို့မမိနိုင်ဘူးငါချစ်တာတီးတီးရမို့ညဘက်ဆိုမင်းခန်းကစာချက်တန်လေးကြားရတဲ့ကိစ္စတစ်ခုရှိတိုင်းမင်းရှင်းဖြတ်သွားရတယ်ခါလေးမှာမင်းမေကစုကူလို့တရားပြတယ်ခေါင်းငုတ်ပြီးငိမ့်နေရှာတဲ့ညီမလေးကိုနားရတယ်ဒီတိုင်းပဲကြည့်မနေနဲ့တငယ်ချင်းတွေကပြောနေကြတယ်ဘယ်သူတွေဥသွားမလဲစိုးအိမ်လို့ရင်မောနေရတယ်ကောင်းလေးတွေမင်းနားမှာတွေ့ရရင်ခေါင်းတွေပွားမယ်ညီမလေးနဲ့ပတ်သက်ရင်စိတ်စောလို့လောနေရတယ်ဘိုးတော်တဲ့ညီမလေးရဲ့နောက်ကနေလာလိုက်ခဲ့တယ်ငါတို့လိုဆိုရွှဲလို့သူ့အတွက်ငါမိုက်လိုက်ပဲဖြစ်နေမလားတွေ့ရင်နဲ့အားငယ်လားဘာဖြစ်ဖြစ်မထူးဘူးတွေ့ပြောဖို့သွားမဲ့ကွာထိတ်ချုံမရရှင်ထဲမှာပလုံစီနေတဲ့စကားတွေကထွက်လာခဲ့ညီမလေးရဲ့စစ်စကားလေးကြားရလို့မရှက်ပါနဲ့ဒီလူကတတ်တာအတွက်အတီးပါကွာဒီစကားကိုပြောဖို့အတွက်ကြောင်းစင်းချိန်မိလာတာဒီကဘာမှာချစ်ခဲ့တာမင်းတရားအပြင်အခြားမရှိပါမြင်ရတဲ့ရေခုံတန်းကြောင့်စကားတွေနဲ့မာမိတာနားလေဒီလူကိုတနာမိတာသိကြတာတစ်ခုကတော့နောက်နေ့မှာအဖျားမိတာမိုးတွေကရွာအေးဆက်တဲ့လေတွေကတိုက်ဒီလူကမိုက်ပြီးတော့ညမလေးရဲ့အနောက်ကိုလိုက်နောက်နေ့မှာခေါင်းလေးကိုက်အိမ်တွင်းမှာအောင်းနေလိုက်အိမ်ရတဲ့တဲပြီးတော့အတွေးစိတ်တဲ့ညမလေးပဲပြောင်းနေလိုက်ပြည့်ညက်တော့မင်းတို့ကြောင့်ကိုမရောက်ဘူးညမလေးညော့နေမှလားဒါမှမဟုတ်ရှုပ်ထုတ်ချရောက်မလားလို့ပြောနေမှလားစိတ်ကူးနဲ့လက်တွေလက်ချော့နေမှလားနောက်နေ့မှာကြောင်းကိုလာမယ်စကားပြောရင်ခေါ်နေမှလားလာပြီကိုယ်ကသူ့ကိုတွေ့လိုက်တာနဲ့ရင်တွေပူလာပြီရှင်ထဲမှာလှုပ်ခတ်နေတဲ့လှိုင်းတွေကဆင်းလာပြီနာမည်နဲ့ငါ့ကိုကြည့်ပြီးဘေးနာကငါအချောင်းကိုတိနေတဲ့လူကကြီးအဖေဆိုင်ရှေ့ရောက်တော့ကိုယ့်ဘက်ကိုတစ်ချက်ကြည့်သွားကိုပြောတဲ့စကားတွေကိုရောမင်းမှတ်မိလားမင်းရဲ့တုံးပွင့်ကိုမခံနိုင်တော့ဘူးအထီသွားကျွေးဟေးမလေးရဲ့မင်းရောက်ခုတော့ခတ်ပြီကွာတောင်းတွေကပိတ်တော့မယ်ချိန်ဆိုတာဘယ်မှာလဲနောက်ဆိုရင်ညီမလေးနဲ့တွေ့ဖို့ကမလွယ်ပါနဲ့တကယ်ကြတယ်မင်းကိုယ်တော့စဉ်းစားနေတဲ့အဖြစ်ဆိုတာချစ်တာပဲကြားချင်တယ်အသေးကွက်ပြီးမသေးလို့ပါဆုံးဖြတ်မင်းကိုမုန်းပြက်လားဒါဆိုရင်ချစ်တယ်ပေါ့ကောင်းညင်ကပြုံးရတာကိုရင်ဝင်တဲကနေဂျုံထွက်မလားပျော်ရှင်စရာဖြစ်နေဒီဇလန်လေးဆုံးသက်သွားမဲရကေရီသမူလာပဲche de con nhau shui de min nya long pui ta long me ro bi le che de con le bu gao ma le na shui de min le
ရဲ့ချစ်နာသူအကြောင်းနေတော့မောစာသင်ခန်းလေးထဲမှာစာသင်လို့မောကိုရဲ့ချစ်နာသူအစာချက်တော့မောရင်ရွယ်ထားတဲ့ချစ်သူစာဖတ်တော့မောကိုရဲ့ချစ်နာသူအကြောင်းနေတော့မောစာသင်ခန်းလေးထဲမှာစာသင်လို့မောကိုရဲ့ချစ်နာသူအစာချက်တော့မောရင်ရွယ်ထားတဲ့ချစ်သူစာဖတ်တော့မောကိုရဲ့ချစ်နာသူအကြောင်းနေတော့မောစာသင်ခန်းလေးထဲမှာစာသင်တော့မောကိုရဲ့ချစ်နာသူအစာချက်တော့မောရင်ရွယ်ထားတဲ့ချစ်သူစာ